ကဲမျိုးအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဟုတ်ကဲ့ပါမြတ်ပြန်ထိုင်းသွားပြီးတော့အလုပ်တော်လုပ်ချင်တဲ့ညီကောင်မတွေကိုရဲနိုင်နေ့စဉ်နေ့တိုင်းကိုရဲနိုင်ပို့ဆောင်ပေးပါတယ်နော်အပေါ်မှာသွားမဲ့နေရာရှိတယ်လူကန်ရှိတယ်ဆိုတော့သွားမဲ့နေရာရောက်ပို့ပေးရနော်ဒီမှာပြီးမှပတ်စံတဲ့တစ်ချက်မှကြိုပေးစရာမလိုပါဘူးကိုရဲနိုင်အပေါ်ရောက်မှပတ်စံယူပါတယ်နော်ဒီမှာပြီးဘယ်မျိုးမှရှိတယ်နော်ကိုရဲနိုင်ကားစီစဉ်ပေးတယ်ကားကြိုပေးတယ်နော်အကုန်လုံးဘယ်မျိုးမှလဲနော်ရှိရင်ကိုရဲနိုင်ကားစီစဉ်ပေးတယ်ကားကြိုပေးတယ်နော်ထိုင်းနိုင်ငံအရောက်ကိုရဲနိုင်ပို့ဆောင်ပေးတယ်နော်ထိုင်းနိုင်ငံမှာအတိအကျမရှိဘူးပေါင်းတိမရှိဘူးမိတ်ဆွေမရှိဘူးအလုပ်ပါလုပ်နေတဲ့သူများအတွက်လည်းဟုတ်ကဲ့ကိုရဲနိုင်စက်ရုံအလုပ်ရုံနဲ့အရောက်ကိုရဲနိုင်အလုပ်ပါသွင်းပေးတယ်နော်အခုကစက်ရုံတွေအခုဒုပြန်ခေါ်နေပြီနော်အခုကဘတ်တွေကပြန်ဖွင့်တော့မှာနော်သွားကျင်တဲ့လူတွေအခုတွေကကြိုပြီးတော့သွားထားနော်ဘတ်ဖွင့်တဲ့ခါကျရင်ပိုကောင်းတယ်လေနော်ခဏကျရင်ဘတ်ဖွင့်ဆိုတော့လည်းကိုယ်မှာစားရဆိုတာရှိရင်ဆိုတော့လည်းပို့ပြီးတော့ပို့အဆင်ပြေရနော်စက်ရုံနဲ့ရောက်တော့လည်းကိုရဲနိုင်အကုန်လုံးဘတ်ကိစ္စတွေပါတယ်အကုန်လုံးနော်တာဝန်ယူပြီးတော့အကုန်လုံးလုပ်ပေးရနော်ဘက်ရိုက်တာတွေဘာတွေညာတွေအဲ့ဒါလည်းပတ်စံတစ်ခါလည်းပေးစရာမလိုဘူးကိုရဲနိုင်ကအလုပ်ထဲကနေတော့တစ်ခါလည်းဖြည်းဖြည်းကိုရဲနိုင်ဖြတ်ယူတာနော်အခုကသွားကျင်တဲ့ညီကောင်တွေလင်မယားတွေပဲဖြစ်ဖြစ်เนาะတယောက်တည်းပဲဖြစ်ဖြစ်เนาะအကုန်လုံးစက်ရုံတွေကိုလူတွေခေါ်နေပြီเนาะတတိယလူခေါ်ခိုင်းလို့အခုကပစ္စည်းပါကင်ပိတ်တဲ့စက်ရုံမှာအခုเนาะမိန်းကလေးယောက်ျားလေးเนาะအယောက်30လောက်ခေါ်ပါเนาะဆောက်လုပ်ရေးလုပ်ရှင်တဲ့သူများအတွက်လည်းဆောက်လုပ်ရေးအလုပ်တွေရှိတယ်မွေးမြူရေးလုပ်ရှင်တဲ့သူများအတွက်လည်းမွေးမြူရေးအလုပ်တွေခြံအလုပ်တွေအကုန်လုံးเนาะရှိတယ်ကိုရဲနိုင်ရှိမှာเนาะသွားကျင်တဲ့ညီကောင်တွေကိုရဲနိုင်ကိုဆက်တော်ရရเนาะကိုရဲနိုင် TikTok ပိုင်ဟိုထဲမှာကိုရဲနိုင်ထိုင်းဖုန်းတွေရောမြန်မာဖုန်းတွေရော TikTokချက်ပေါက်ရင်လာပြီးတော့မင်းမြန်းလို့ရတယ်နော်ဟုတ်ကဲ့ပါထိုင်းနိုင်ငံပြီးတော့အများပြည်ကိုပြန်ဆင်းနေတဲ့ညီကောင်မောင်နှမအများအတွက်လည်းကိုရဲနိုင်နေ့စဉ်နေ့တိုင်းထိုင်းနိုင်ငံမြည်သည့်နေရာမှာဆိုအခန်းရှိသည့်ရောက်ကားလာကြိုပေးပါတယ်ကိုရှိမှာအထောက်ထားရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကိုရဲနိုင်ကားကြိုပေးရနော်အထောက်ထားရှိတဲ့လူကတော့ဈေးတစ်မျိုးပေါ့အထောက်ထားမရှိတဲ့လူကတော့ဈေးတစ်မျိုးပေါ့နော်အထောက်ထားရှိတဲ့လူကတော့နည်းနည်းဈေးသက်သာတာပေါ့အထောက်ထားမရှိတဲ့လူကနည်းနည်းဈေးများမှာပေါ့အဲ့လိုကားကြိုပေးတယ်မြောက်ရီရောက်လဲကိုရဲနိုင်မြပြည်ပြန်မြို့ပြန်มาလဲကိုရဲနိုင်အားလုံးကားတွေအကုန်လုံးစီစဉ်ပေးတယ်ကားစီစဉ်ပေးတယ်နော်ရောင်ကုန်နဲ့မြောက်ရီကိုကားကြီးနဲ့အစ်စပတ်ကားကြီးနဲ့8000ပဲရှိပါတယ်နော်အာသာလုံးနေဆိုရင်တော့33000 34000ပေးရတာပေါ့နော်ဟုတ်ကဲ့သွားကျင်တဲ့ညီကောင်မတွေထိုင်းရမယ်မြောက်ပြည်ကိုပြန်ဆင်းကျင်လို့ပဲဖြစ်ဖြစ်မြေပြန်ထိုင်းကိုတက်ချင်လို့ပဲဖြစ်ဖြစ်နော်ကိုရဲနိုင်ကိုဆက်သွယ်လာလို့ရတယ်နော်ကိုရဲနိုင်အကောက်ထဲမှာထိုင်းဖုန်းတွေရောမြောက်ဖုန်းတွေရောတင်ထားတယ် TikTok ချက်ပေါက်ရရင်လည်းလာပြီးတော့မင်းမြန်းလို့ရတယ်နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ